တာမန်မနက်ခင်းလေးတစ်ခုပါပဲပူစုမလေးကအမေအလုပ်ရှုပ်နေတာနဲ့အိမ်ရှိမှာခဏထွက်ဆော့နေတာအပြစ်ကင်းစင်တဲ့ကလေးတယောက်ရဲ့ပျော်ရွှင်မှုနောက်ွယ်မှာဘာတွေရှိနိုင်မလဲဆိုတာဘယ်သူမှသတိမထားမိကြဘူးလေလမ်းတစ်ဖက်ကနေလူတယောက်သူမကိုအကြာကြီးစောင့်ကြည့်နေတယ်အဲ့ဒီလူကဘယ်သူလဲသူမမသိဘူးသူ့မျက်လုံးတွေထဲမှာမကောင်းတဲ့အကြံစီတွေရှိနေတယ်လို့ပဲသစိမ်းကကလေးနားကိုတဖြည်းဖြည်းတိုးကပ်လာတယ်ကလေးမလေးကမောကြည့်လိုက်တယ်ဒါနဲ့သစိမ်းကပြောတယ်သမီးလေးတယောက်တည်းလားဦးအိမ်မှာသမီးကြိုက်တဲ့အရုပ်တွေအများကြီးပဲမုတ်တွေလည်းဝယ်ထားတယ်လိုက်ခဲ့ပါလားသမီးလေးအဲ့လိုခေါ်လိုက်တယ်အဲ့ဒီအချိန်မှာပူဆူမလေးခဏစဉ်းစားသွားတယ်မုတ်နဲ့အရုပ်ဆိုတာကလေးတိုင်းအတွက်အိမ်မက်ပဲလေလိုက်သွားရင်ကောင်းမလားလို့သူမစိတ်ထဲမှာခဏလေးတွေးမိနေတာပေါ့သူမခြေတလန်းလန်းလိုက်ပြီးအဲ့ဒီခြေလန်းကခြောက်ထဲဆင်းမဲ့ခြေလန်းမှန်းသူမမသိဘူးဒါပေမဲ့ကံကောင်းခြင်းဆိုတာရှိပါသေးတယ်အိမ်နီးချင်းအန်တီတယောက်ကအပြင်ထွက်ပြီးလှမ်းអော်လိုက်တယ်ဟေးပူစုမသိတဲ့လူနဲ့ဘယ်ကိုလိုက်မလို့လဲအိမ်ထဲပြန်ဝင်အဲ့လိုအတန်ကြောင့်ကလေးမလေးတုံဝင်နေရက်သွားတယ်။သစိမ်းကလည်းအခြေအနေမဟန်တာသိတော့ချက်ချင်းပဲတိတ်တိတ်လေးထွက်ပြေးသွားတာပေါ့။အိမ်ထဲရောက်တော့အဖေနဲ့အမေကလက်တွေတုံတုံရီနဲ့ကလေးကိုဖတ်ထားတယ်။အကယ်၍အိမ်နီးချင်းမမသာမမြင်ခဲ့ရင်အခုချိန်မှာတော့သူမဘယ်ရောက်နေမလဲ။မတွေးရစရာပါပဲကွယ်။ဒါနဲ့သမီးလေးကနားမလဲစွာနဲ့မေးတယ်။အမေအဲ့ဒီလူကဘာလို့ဖို့သမီးကိုခေါ်တာလဲတဲ့အမေလည်းစိတ်မကောင်းစွာနဲ့သတင်းစာတစ်ပုဒ်ကိုပြလိုက်တယ်။သတင်းစာထဲမှာလွန်ခဲ့တဲ့လပိုင်းကမုတ်ကျွေးမယ်ဆိုပြီးလှည့်ပြားခေါ်ဆောင်သွားခြင်းခံခဲ့ရတဲ့တားလေးမောင်ကောင်းခန့်အကြောင်းနောက်ဆုံးမှာတော့ရက်ဆက်စွာနဲ့ကောင်းခန့်ဟာအသက်ဖြတ်ခံခဲ့ရတယ်။ဒါဟာပုံမြင်မဟုတ်ဘူး။ကျမတို့လက်တွေ့ဘဝမှာတကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေပါပဲ။ကဲသားတို့သမီးတို့ရေမသိတဲ့လူကမုတ်ပေးရင်အယုတ်ပေးရင်အကူညီတောင်းရင်လုံးဝလိုက်မသွားပါနဲ့နော်။အကယ်၍အတင်းဆွဲခေါ်သွားရင်ဘာလုပ်မလဲ။အားကုန်တုံးပြီးတွန်းထုတ်ရမယ်အတန်ကုန်ဩပါကဲကြပါအောင်ဒီလူကျမကိုအတင်းခေါ်နေရကျမသူ့ကိုမသိဘူးလို့လူတွေမကြားကြအောင်အကျယ်ကြီးဩရမယ်နော်မိဘများရှင်ဒီဗီဒီယိုလေးကို share လုပ်ခြင်းအပြင်ကလေးတယောက်ရဲ့အသက်ကိုအသိငယ်တင်နိုင်ပါတယ်ဖေဖေမေမေတို့အနေနဲ့မိမိရဲ့ရင်သွေးရတနာလေးကိုလုံခြုံပြီးပျော်ရွှင်စေတဲ့မိသားစုကဘာလေးဖန်တီးပေးဖို့တစ်ချက်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော် Subscribe